ဆုံးရှုံးမှုတိုင်းကအရှုံးမဟုတ်ပါဘူးစနစ်ကပြောတယ်လောကကြီးဟာမင်းစီကနေအရာအားလုံးကိုယူသွားလိမ့်မယ်အရာအားလုံးကိုလည်းပြောင်းလဲပစ်လိမ့်မယ်အရင်ဆုံးမင်းရဲ့မျက်ရည်တွေကိုသူကတောင်းဆိုလိမ့်မယ်ပြီးရင်မင်းရဲ့ချွေးတွေလိုက်လာလိမ့်မယ်မင်းရဲ့တက်တောင့်တတရှိမှုမင်းရဲ့တေချာမှုတွေနဲ့မင်းရဲ့အရင်အတ္တဟောင်းကြီးဟာပျောက်ကွယ်သွားလိမ့်မယ်ဒါကိုဆုံးရှုံးမှုလို့အထင်မမှားလိုက်နဲ့မင်းစီကနေယူသွားတဲ့အရာတွေဟာမင်းကိုထားဝရအုပ်စိုးဖို့ဖန်တီးထားတာမဟုတ်ဘူးဝိညာဉ်ဆိုတာတက်တောင့်တတရှိနေရင်တန်မာမလာဘူးဗျာဘယ်လိုအခက်အခဲတွေကိုကြော်ဖြတ်နိုင်ခဲ့တယ်လဲဆိုတာကမှဝိညာဉ်ကိုတန်မာစေတာမှာအခုမင်းခံစားနေရတဲ့မခံမရစေရနာကျင်မှုတွေဟာနောက်ပိုင်းမှာဘယ်အရာကမှမလောက်ခတ်နိုင်တဲ့လူတစ်ယောက်ဖြစ်လာအောင်ပုံဖော်နေတာပဲတီးခါဒီကြော်ဖြတ်လိုက်ပါဘာလို့လဲဆိုတော့မင်းရဲ့အရာအားလုံးကိုပေးဆက်လိုက်ရတဲ့အခါမှသာမင်းတကယ်လိုကတ်တဲ့အရာအားလုံးကိုပြန်ရရှိမှာမလို့ပါပဲဘူရုံလုံးဘဝကနေလက်ပြဖြစ်ဖို့ဆိုတာအရင်ဘဝကအကာအကွယ်တွေကိုစွန့်လွတ်လိုက်ရတယ်လို့မင်းရဲ့ပုံမြင်မြတ်တဲ့ဘဝစီကိုရောက်ဖို့ဆိုရင်အရင်ကတာယာဟစ်တဲ့ဘဝတွေကိုအရင်ဆုံးစွန့်လွတ်ရပါလိမ့်မယ် story season မှာတော့ဒါကို amor fati လို့ခေါ်ပါတယ်အခက်အခဲတွေကိုရန်တူလို့မမြင်ပဲမင်းတို့ကိုထူးစစ်ပေးမဲ့ပပုစရာလို့မြင်လိုက်ပါ inner city မင်းရဲ့ခန္ဓာကိုနာကျင်မှုတွေနဲ့ထူးစစ်ပါ